ဒါဆိုငါနိုင်သွားပြီ ဟောသမီးနိုင်တာလေ မိတဲ့ထဲမှာ2လုံးပဲရှိတယ်လေငါလက်ထဲမှာ3လုံးရှိတယ်လေ ဟောသမီးနိုင်တာ ငါခုံမယ် ဟောသမီးနိုင်တာလေမငင်းနဲ့တော့ ငါခုံမယ် မသမီးနိုင်တယ်3လုံး ပြန်ခုံမယ် ဘာပြန်ခုတ်ပါလဲ မငင်းနဲ့ပြန်ခုံမှာမရသေးဘူးပြန်ခုံမှာ နေပြီလေ ပေးစမ်းပါပေးပါ အဲ့မကြည့်နှလုံးပဲလေသမီးနိုင်တယ် 3လုံးမ3လုံး ခုတ်မယ်သမီး မ ခုတ် ငင်းနဲ့တော့ဟေးမစော့တော့ မငင်းဘူးသမီးခုတ်မယ်ကြည့်ဒီမှာသမီးလက်3လုံးသမီးနိုင်တယ် ငင်းလေအရန်ကန်ညင်းတာ ဒီမှာကြည့်သမီးနိုင်တယ် အေးညင်းအရန်တန်ပဲ အော်အမရင်းနေရလေ ငါညင်းတာမဟုတ်လေငါလက်ထဲမှာ3လုံးရှိတယ်လေ အော်သမီးနိုင်တယ်လေ ဟေးလောင်းဝိုက်ပါလေပြောပြလေအဖွားကြီးလို့ ပြောတာလို့ လူကြီးပြစကားပြောငါနိုင်တယ်ဟဲ့3လုံးရတယ် तू က2လုံးရတယ်အဲ့ဒါကို तू နိုင်တယ်လို့ညင်းနေတယ် အဲ့လိုနေနိုင်နေရ အော်သမီးမငင်းဘူးသမီးနိုင်တယ် 3လုံးရတယ်3လုံးကနိုင်တာလေ3လုံးကနိုင်တာပေါ့ငါပြောအောင်မင်းမပြောမယ် အေးပြော အမတကယ်တယောက်ရနေပြီ ဟုတ်လားဘယ်မှလဲ အေးပြမယ်နင်တို့ အဲဒီကောင်ထီရွက်တဲ့ရွယ်ရမှာငယ် ဘာလို့ဒီတက်ဒီ အေးခုမှ အသက်က16နှစ်ပဲရှိသေးတယ် 16နှစ် ဟုတ်တယ် ဖြစ်ကမယ်ပြောပါဦးမယ် အပြမယ်ခဏလေးစောက်ခဏလေးစောက် ဆောင်းမယ် ချောချောလေးရ ဟုတ်လို့လား ပြုတ်တယ် စင်လေးပေါ့ စင်လေး အမလီ တကယ်လေးကချစ်စရာလေး ဘယ်လိုလဲ ရမယ် ကြောက်ကြောက်ကြည့်မယ်ကြည့်မယ် ခဏလေးစောက်ခဏလေးစောက် ကြည့်မယ် အဲ့တော့ထိုင်းဆိုင်သွားမယ်နေထိုင်းတောက်မှာလား ထိုင်လား အေး စောင်းမယ် ဩနေ့ကြီးရတယ်မတောက်ဘူးလို့လေဟဲ့နေရောတောက်မှာလား ဟုတ်ပါဘော အေးသွားမလား ဒါမေးဘယ်လိုဖြစ်ငါကတော့မတော့တာသေးဘူး ဟောနေရလည်းပဲလူတော့လည်းလာချက်ခွဲလေ ဘယ်လိုတော့ကွာအဲ့နေရပြီ ဟဲ့ဘာတောက်မှာ ပြိုင်တောင်းမှာ အဲ့ဒါထိုင်းဆိုင်လေးကျွမ်းရင်တောက်လို့ရမှာမလားဟဲ့ ဒီတယ်ရွက်ပြောနေတာထိုင်းတယ်လားမထိုင်းတောင်းမှာပေါ့ အေးအဲ့ဒါပြီးနေရော ထိုင်းဆိုင်ပါဆိုထိုင်းတော့ပါဘော အေးထိုင်းရင်တောက်မယ် ဟဲ့ဝတာကလည်းနောက်လိုက်ဘယ်ဝိတ်တာချီရမှာလဲဒါတော့ထိုင်းဆိုင်မျိုးကရက်ဆိုင်မဟုတ်ဘူး ငါသိတယ်မြို့တယ်အိုက်ဖုန်းဝယ်မှာမလို့ငါလက်ကျင်နေတာဟုတ်တယ် သကောင်းနေရော ကဲစကားကြီးများပြည့်နေမြန်မာလိုက် အေးပါရဲ့ဒါတလို့ ပြောမလေးရေဒီဝါထဲတိုးတဲ့ အောက်ကမှထိုင်းလားအော်ရောက်ပြီ အဲ့ဆင်းနေတော့ ညီမတော့ထိုင်အောင်ဗျာဘယ်လိုဖြစ်တာတော့လို့ ငါပြောတဲ့အစင်းလေးငါပြောတဲ့အစင်းလေး ပြောတဲ့စီလေး အေး လား အဲ့ဒါလေးကိုပြောတာဟောလည်းမပါပါ ခေါ်ရမှာတော့ မော့ချာမော့ချာ ဘာမှမထားမှာတော့ဒီအိမ်ပေါ်ချတော့ ပါပါယူ ပေးမယ်ပေးမယ် ပါယူ ခ ပါ ဏလေးခဏလေး ပစောင်းပဲဒီရမေးနေ ညညလောက် ခဲ့ဗျာရောက် အကြိုက်တာတောက်ချင်နေလား ဟဲ့အမီးမရှိဘူးလား အမီးလား စား အမီးမရှိတော့ဗျာကောင်းသွားပြီ နောက်ဆိုင်ဟာလေ ဟာမြို့အဆိုင်မဟုတ်ဘူးဗျာတော့အဆိုင် လုံးကြပြီးတော့နေမြို့တွေခွဲနေ ဟဲ့နေတော့လေဘာလို့ဒီနာထိုင်နေ ဟုတ်တော့တော့လေ တော့ရင်တော့ မတောက်ပါဘူးခင်ဗျားလည်းခင်ဗျားတို့ဘာလို့သေးလဲကျွန်တော် ရောရနာအမီးရောရနာအမီး ဘာတော့အမီးတော့မရှိ မရှိသွားတော့ တိတ်မတောက်မူးတယ် ဘာတော့လို့ သွားတော့သွားလိုက်တော့လေစိတ်ဆုံးပါဘူးကွာသွားတော့ ဟုတ်တယ်နော် သွားတော့ဘာချူမလေးသွားတော့ဘာသွားရင်သွားလိုက်တော့လေဘာလို့ဝေးဖက်ကြောင်မလို့တော့ရှီဟာ ဟဲ့ဘာ တော့ညတော့ဒီသွားဆောင်နေ ပိုးလိုက်မော့ပိုးလိုက်မော့မော့ညကုန်ပြီးတော့မော့ ချောင်းလေ ကောင်းတယ်တော့ဆောင်နေတော့ ချန် ။ တော့ ဗျာကျွန်တော်မချတာမဟုတ်ဘူးမတောက်ဘူးနဲ့။တော်တော့ ကတိမူပဲကတိမူပဲကတိမူပဲ ဟာဘယ်ကေတီမူပိုင်းអော်ရတာတော့ဟာကေတီမူပိုင်းတော့မူးလေမူးတော့မနေဘူးဘယ်ဘာချုပ်អော်နေမှမသိဘူး။အာခဏတော့ရတော့မူးနေခဏပါလေ။တော့တောင်းပဲတောက်တော်ပြီလို့။ဟာမူးတယ်ကြာ။ကျောင်းဝချန်တော်လည်းပါလေလေ။မတောင်းနေတော့ ထိုင်တော့ပေးပါလေငါမပြန်ဘူးငါမပြန်ဘူးမပြန်မယ်ပြန်ဘူးငါမပြန်ဘူး
ဟာဟိုဖွားကြီးလည်းစူလိုက်တာကွာဘာတွေမှလည်းမသိ အေးကွာအေးစိတ်တော့ကျွန်တော်လာမှဆိုနောက်ငင်းနေတာ ဘူးအားလုံးတော့နောက်စိတ်ရှုပ်လေကွာ ခုနဟိုဝိုင်းကပြောကြလားအဖွားကြီးတွေစကားများတယ်ဘယ်ကောင်ပြောရလဲအဲ့ဝိုင်းကဘယ်ကောင်ပြောရလဲ လုံနေစိတ်ချ အဲ့ဝိုင်းကဘယ်ကောင်ပြောတာလဲ တော့ဇမ်းမ ဟာမြနာကြီးတယ်ဗျာနည်းတိုးပြီးတော့ ဘယ်ဖွားကြီးကိုပြော လုပ်ပါနဲ့မလုပ်ပါ ဘ နဲ့ ယ်ဖွားကြီးကိုပြောပြန်ပြောစမ်း မလုပ်ပါနဲ့ ပြန်ပြောစမ်း ကျွန်တော်ပြော မနိုင်လူကြီးတော့တောယုံနဲ့ပြင်ထားတာခဏခလားနဲ့တောသူမယုံနဲ့တကယ်ပြန်နေရတာ နေရုပ်ကျွတ်စဖို့ရုံနဲ့တပင်းလုံးနဲ့အောင်းမခွက်ကနေ ခင်ဗျားပြောညားတယ်အောင်အားလို့နော် နေမပြောပြောရလဲ ခင်ဗျားကပြော တပင်းကအောင်းမခွက်ကနေကျွတ်စဖို့ရုံနဲ့နေကကျွတ်စဖို့ရုံနဲ့ကျွတ်စဖို့ရုံနဲ့နေသားရဲ့ပြန်ကြည့် လူနေရောခင်ဗျားပြောလူနေရောခင်ဗျားပြောလူနေရော ဘာလို့လဲပြန်ပြောဘာတငယ်ပြန်လာ လုံးနေမစွဲနဲ့ခင်ဗျားကငါ့ကိုမင်းတို့ပြောမကြောက်နဲ့ ဘာကတော့သူမရုပ်ဆိုပဲ ဟာ ဘာကညက်တက်ပြီးတော့အိုင်ဖုန်းဝယ်မှာလူကြီးတော့ကျွတ်စဖို့ရုံနဲ့ငါကညက်တက်ပြီးတော့ကဲဒီမော်ဘိုင်းမှာအိုင်ဖုန်းဝယ်မှာအိုင်ဖုန်းဝယ်မှာ ဟုတ်ကဲ့မှာသိတယ် အိုင်ဖုန်းဝယ်မှာ ဟုတ်ကဲ့မှာလည်းမလုံနဲ့မလို့လေ လူကိုမြတ်တငယ်ပြန်တယ်လေပါသေးနဲ့လူကြီးတော့ကျွတ်စဖို့ရုံနဲ့ ဘုံဝယ်မှာအိုင် အိုင် ဖုန်းဝယ် ဖုန်းဝယ်မှာအိုင်ဖုန်းဝယ်မှာ အိုင်ဖုန်းဝယ်မှာတူအောင်ပါ ကဲဒီမော်ဘိုင်းမှာအိုင်ဖုန်းဝယ်မှာ မောင်လေးလောင်းလောင်းပါရနေဖြစ်နေကြပြီလောင်းလောင်းအဲ့မောင်လေးလောင်းဒီမှာလောင်းမောင်လေးလောင်းဟဲ့ဟဲ့အဲ့ဒါဘာလဲအဲ့ဒါလောင်းနေလားသူရတိုင်းမလာပြီးတော့ ဟာဒီမကြီး ဟုတ်ရဲ့အဲ့နာပါဝယ်အဲ့ရတော့ကွာ ငါရွာထိတ်မှာတချင်းသွားဆုံးမယ် တော့မယ်တော့မယ် အဲ့သွားဆုံးမယ်လူအဲ့ရတော့မှသွားမယ်လေ အေးရတော့သွားဆုံး